Web3 ဆိုတာဘာလဲ Web 3.0 ဆိုတာကအင်တာနက်ရဲ့နောက်ထပ်ဆင့်ကဲဖြစ်စဉ်တစ်ခုဖြစ်ပြီး decentralization ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း user ownership အသုံးပြုသူ data ပိုင်ဆိုင်မှုကိုအလေးပေးခြင်းနဲ့ transparency ပွင့်လင်းမြင်သာမှုတို့ကိုအဓိကထားပါတယ် Web 3မှာ blockchain tokenomics နဲ့ privacy နည်းပညာတို့ကိုပေါင်းစပ်ထားပြီးအရင်လို platform ကြီးတွေက control မလုပ်တော့ဘဲ user တွေကိုယ်တိုင်၎င်းတို့ရဲ့ data နဲ့ပိုင်ဆိုင်မှုများကို control လုပ်နိုင်တဲ့ internet ဖြစ်လာပါတယ် Web 3ရဲ့အဓိကအချက်တွေအနေနဲ့ decentralization community တစ်ခုတည်းကထိန်းချုပ်ထားမှုမရှိခြင်း user ownership ကိုယ့်ရဲ့ data နဲ့ access တွေကိုကိုယ်ပိုင်ထိန်းချုပ်နိုင်ခြင်း peer to peer transaction ငွေလွှဲပြောင်းမှုများကိုတိုက်ရိုက်လှုပ်ဆောင်နိုင်ခြင်း transparency system အလုပ်လုပ်ပုံများကိုမြင်သာစွာစစ်ဆေးနိုင်ခြင်း privacy လုံခြုံရေးမြင့်မားခြင်း integrated dash AI blockchain IoT များနဲ့ပေါင်းစပ်ပြီး smart system ဖြစ်လာခြင်းတို့ပါဝင်ပါတယ် Web 3က theory stage ကိုကျော်လွန်ပြီး production level application တွေအထိရောက်ရှိလာပါပြီ။လက်ရှိ trend တွေအနေနဲ့ layer 2 scale solution, AI driven DAOs, tokenized real world access, Web 3 gaming, decentralized social platform, self-sovereign identity system တွေမှာအသုံးပြုနေကြပါတယ်။ Web 3က internet အသုံးပြုနည်းကိုပြောင်းလဲစေတဲ့ user centric digital system တစ်ခုဖြစ်ပြီး data ownership နဲ့ transparency ကိုအဓိကထားတာကြောင့်အနာဂတ် digital economy မှာ user တို့ကပုံမှန်အရေးကြီးလာမယ်လို့ခန့်မှန်းရပါတယ်။